Hello မိတ်ဆွေတို့ဘဝမှာဖုတ်ဘယ်နှလုံးလောက်သုံးပြီးပြီလဲပိုက်ဆံတွေဘယ်လောက်ဖြုတ်ခဲ့ပြီးပြီလဲဆိုတာဒီဗီဒီယိုလေးကြည့်ကြည့်ရအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးချင်တာကတော့3ရက်အတွင်းမှာဖုန်းကားလုံးလဲဝယ်ယူသွားတဲ့ကိုထွန်းခင်ရဲ့အကြောင်းပဲဖြစ်ပါတယ်လက်နှချောင်းထောင်ပေးပါဦးဇလန်စာကိုထွန်းခင်ဟာ12လပိုင်း24ရက်နေ့မှာဝင်းဘီတန်2,600,000တန်လေးအားပေးသွားတာဖြစ်ပါတယ်အားပေးပြီးတော့သုံးလို့အရန်ကောင်းမနေလို့ကျွန်တော်ပြောပြီးတော့ရောက်လာပါတယ်ရောက်လာပြီးတော့ပိုက်ဆံပိုနေလို့ပါဆိုပြီးအိုဘို A56 နဲ့လဲသွားတာဖြစ်ပါတယ်အဲ့ဒီရဲ့နောက်မှာတော့နောက်တစ်ရက်မှာကိုထွန်းခင်ဖုန်းဆက်လာပါတယ်သူကြွဲခွေခံရတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်ပတ်သက်နှုတ်ချင်ပါတယ်ဆိုပြီးတော့ Oppo A11 နဲ့လဲသွားတာဖြစ်ပါတယ်အခုဆိုရင်ကိုထွန်းခင်ဟာကျွန်တော်စီမှာနေဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့နန်းစိုက်ဆိုပြီးတော့2ရက်တော့မှ3လုံးရှိနေပါပြီအဲ့ဒါနဲ့အဲ့ဒီကိုကြီးဟာခမရဖုန်းကအစမပြေဘူးပြတဲ့ကျွန်တော်စော်တယောက်မှမရဘူးဆိုပြီးတော့ကျွန်တော်ပြန်နေဖိုးကြီးနဲ့လာလဲသွားတာဒါလေးဖိုးကြီးကတော့ပုံမရိုက်လိုက်ရပါဘူးဖုန်းဆိုင်ကလဲလက်မှုပဲတဲ့အဲ့ဒါနဲ့ဒီလိုပြားတဲ့နောက်လည်းမလဲတော့ဘူးကိုကြီးတဲ့တိုင်းဖိုးကြီးပဲကျွန်တော်ယူတော့မယ်ပြားတဲ့ဘာမှလုံးမနေနဲ့တော့ထားလိုက်တော့ဆိုပြီးတော့သူပေါင်းချဖွင့်ပြီးမှဝိုင်းဆက်ခွန်ယူသွားတာဖြစ်ပါတယ်ဒီကိစ္စတွေအားလုံးသိနေတဲ့အန်ဒီကကျွန်တော်ကိုကြည့်ပြီးတနာသွားပုံကြပါတယ်ဖုန်းတစ်လုံးအားပေးသွားပါတယ်ပေးခြင်းတဲ့မက်ဆေ့ကတော့မြန်မာပြည်တစ်ပြည်လုံးဝန်ဆောင်မှုအကောင်းဆုံးဆိုပြီးတော့လင်းလက်မိုဘိုင်းဖြစ်လာဖို့တကယ်ကြင့်မယ်ဆိုတရားပါပေါက်နိုင်တယ်ဆိုတာပြောကြရင်နဲ့ကျွန်တော်လိုဖင်ရပြီး3ရက်အတွင်းကြိုက်တလောက်လဲခွင့်ရှိတယ်လို့အမကန်ပေးမိရင်တော့ကျွန်တော်လိုတစ်လောက်ကိုပေါင်ချ3အုပ်လောက်ကုန်မယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ရပါတယ်ခမညာဟုတ်ရဲ့အတွက်မှာဖုန်းကားလုံးလောက်လဲကိစ္စမရှိဘူးเนาะဖုန်းဆိုင်တွေကပဲမြတ်မှာပဲ तू ကလာလဲတဲ့ဆိုတာတရက်အတွက်မှာ3လုံးပဲလဲဘယ်နှလုံးပဲလဲပေါ့ဗျာဘောက်ချာတော့ကုန်တာပေါ့ဒါပေမဲ့ရေးရှိမှာ तू ကဖုန်းကားလုံးလောက်ရောက်မှာဆိုတော့ဖုန်းဆိုင်တွေကပူမြတ်ပါတယ်ဝယ်တဲ့သူတွေပဲကိုပိုက်ဆံတွေပဲပါသွားတာเนาะအဲအကြောင်းမို့တချို့ဆိုရင်ရှိတယ်လေဖုန်းတစ်လုံးကိုတစ်နေ့ဝန်းကျင်ပဲသုံးတယ်ပြီးရင်မော်ဒယ်အသက်ထွက်လာရင်တစ်လုံးချိတ်တယ်ဒါနဲ့ပဲကိုပိုက်ဆံတွေပါသွားတယ်အခုလိုချိတ်ခါမျိုးမှဆိုရင်ပို့ပြီးတော့ဘတ်ဂျက်အနေနဲ့ဖုန်းကောင်းလေးတစ်လုံးကင်ပြီးတော့5-6နှစ်လောက်သုံးနိုင်ရင်ပိုကောင်းတယ်ကိုအတွက်လည်းပဲဝင်ငွေအရာစေးပြီးဖြစ်တယ်ပေါ့နော်ဒီကာလမှာအားလုံးအဆင်ပြေကြပါစေနော်ဖုန်းကိုလည်းပဲတစ်နေ့တစ်လုံးမကင်ပဲနဲ့ဖြစ်နိုင်ရင်5-6နှစ်လောက်ကင်ပြီးတော့ကိုယ့်ရဲ့ဘတ်ဂျက်ကိုချွေတာပြီးတော့ရေးပါတဲ့နေရာမှာအသုံးချပို့ကောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်